ကိုရီဩစလာဆိုင်အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ကိုအမေးများကြတဲ့ဇွဲကပင်ဘူပွားရိတ်တာဘယ်နားမှာလဲဘယ်မှာရှိတာလဲဆိုတာလမ်းညွှန်ပြသတော့မှာဖြစ်ပါရခင်ဗျာအခုမြင်နေရတာကတော့ line ပွဲဖအံလမ်းမကြီးပဲဖြစ်ပါရခင်ဗျာကျွန်တော်တို့ဖအံနေလာမယ်ဆိုလို့ရှိရင်တောင်ကလေးအကျော်တသက်စင်ခုတ်ကျော်ဒီဖန်စမှုစုံရောက်ပြီဆိုတာနဲ့ကဝေဘူးလာလန်ခွဲဆိုတာရှိတယ်အဲ့ဒီမှာဝေဘူးလာလန်ခွဲမှာဆိုလို့ရှိရင်ဘူပွားရိတ်တာတို့ဆိုရက်ဆိုင်ပုတ်ကလေးကိုတွေ့ရမှာဖြစ်ပါရခင်ဗျာအဆိုင်ပုတ်တွေ့ပြီဆိုတာနဲ့ကအဲ့လန်လေးအတိုင်းကျွန်တော်တို့ဆက်သွားရမှာဖြစ်ပါရခင်ဗျာအဆိုင်ပုတ်လေးကိုတွေ့ပြီဆိုတာနဲ့ကအဲ့လန်အတိုင်းသွားရမှာဖြစ်ပါရခင်ဗျာအစစ်နဲ့နဲ့မှာဆက်သွားရင်တော့ဖြစ်ကျွန်တော်တို့လမ်းစုံလေးတွေ့မှာဖြစ်ပါတယ်အဲ့ဒီလမ်းစုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်ခြူရမှာဖြစ်ပါတယ်ခင်ဗျာဒါတက်သွားရင်တော့ဝေဘူးလာရောက်တယ်ပေါ့နော်ကျွန်တော်တို့ညာဘက်ခြူရမှာဖြစ်ပါတယ်ဒါပထမအဆုံးလမ်းမှာပဲညာဘက်ခြူရမှာဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်မူမြက်အလင်းရောင်ပေါ့နော်ဆိုရက်ကတ္တာဝန်ဆောင်မှုလုပ်ငန်းဆိုင်ပုတ်လေးတွေတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီလမ်းအတိုင်းဆက်သွားပါတက်သွားပါပေါ့နော်တွိုင်းနဲ့ဒီမှာလမ်းသွယ်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီလမ်းသွယ်လေးတွေကိုအဲ့ဒီဘက်ချက်မသွားနဲ့ပေါ့နော်တက်ပဲသွားပါအဲ့ဒီမှာတက်သွားမယ်ဆိုလို့ရှိရင်အဲ့ဒီမှာဆက်ရုပ်လေးတွေတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီတိုင်းပဲဆက်သွားမယ်ပေါ့နော်ဆက်သွားရင်ဘာတွေ့ရမလဲဆိုတော့ဆက်သွားရင်နဲ့ဒီမှာဘူပွားရိတ်တာတို့ဆိုရဲဆိုင်ဘုတ်ကလေးကိုတွေ့ရမှာဖြစ်ပါတယ်ခါလန်ရဲ့ဘယ်ဘက်ချမ်းမှာဖြစ်ပါတယ်ဘယ်ဘက်ချမ်းကိုခြူရမှာဖြစ်ပါတယ်အဲ့ဒီဆိုင်ဘုတ်လေးတွေ့ပြီဆိုတာနဲ့ကအဲ့ဒီလမ်းတိုင်းပေါ့နော်တောက်လျှောက်မောင်းသွားမှာရမှာဖြစ်ပါတယ်ခင်ဗျအဲ့လိုမျိုးတောက်လျှောက်မောင်းလာရင်းနဲ့ဒီမှာဘာတွေ့ရမလဲဆိုတော့လမ်းစလေးတွေတော့တွေ့ရမှာပေါ့နော်ဒါပေမဲ့ဘာမှပူပါနဲ့တက်ပဲပေါင်းလာခဲ့ပေါ့နော်အဲ့ဒီမှာဆိုင်ဘုတ်လေးလည်းရှိပါတယ်ဘူပွားရိတ်တာတို့ဆိုပြီးတော့ဆိုင်ဘုတ်လေးလည်းတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီလမ်းတိုင်းမောင်းလာခဲ့ပါအဲ့ဒီမှာမောင်းလာရင်လည်းတွေ့မှာပေါ့နော်အဲ့ဒီမှာဘာတွေတွေ့ရမလဲဆိုတော့ကြော်3ဆိုတော့လုပ်ငန်းလေးတွေတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာတောက်ဆောက်မောင်းလာမယ်ကျွန်တော်တို့မောင်းလာရင်းနဲ့